အားလုံးပဲမင်္ဂလာပါဒီတစ်ခါဖျက်ချင်တဲ့စာအုပ်လေးရဲ့နာမည်လေးကတော့ချက်မြင်နေသည့်နိုင်ရည်များဤပွဲတော်နေ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာသားကင်းနန်းဤရုပ်ပြားဤဟွာချက်နိုင်ရည်နိုင်ငံမှာမြို့ကျွပျော်ရွှင်စရာကောင်းတဲ့ပွဲတော်ကြီးတစ်ခုကျင်းပခဲ့ပါတယ်ဖဲပြားလေးပြပုံစံလက်တိုင်စီးထားတဲ့လူကြီးလူကောင်းနိုင်ရည်တွယ်လျလပ်ပတဲ့နေကြပန်းနိုင်ရည်တတီးတီးမြင်နေတဲ့နိုးဆက်နိုင်ရည်အစရှိတဲ့နိုင်ရည်တွေအားလုံးစုဝေရောက်ရှိခဲ့ကြပါတယ်တငယ်ချင်းတို့ရေမတွေ့တာကြပြီနော်တကယ်ကိုဝမ်းသာတယ်ကွာဟုတ်ပါငါလည်းတကယ်ကိုဝမ်းသာတယ်ကွာနေကြပန်းနိုင်ရည်လေးလည်းအဆင်ပြေတယ်မလားဟျူမပြောပါနဲ့တော့ရှင်ကျမတို့အိမ်ကဟဲရောင်လေးကကျမရဲ့ပွင့်ဖက်တွေကိုတပွင့်ချင်းစီလိုက်ချွေပြလို့ကျမရဲ့မျက်နှာလလလေးပျက်စီးသွားပြီဖြစ်မဖြစ်ရလေဒါပေမဲ့နေကအရင်လိုပဲအချိန်လဲတိကျပြီးလှနေတော့ပါပဲလူကြီးလူကောင်းနိုင်ရီကစိတ်မကောင်းဖြစ်နေတဲ့နေကြပန်းနိုင်ရီလေးကိုနှိမ့်သိပ်ပေးခဲ့ပါတယ်တငယ်ချင်းတို့ရေဒီကိုလည်းတစ်ချက်လောက်ကြည့်ပေးပါဦးငါကကိုလုံးကြည့်ပြီးဝါတုံနေတော့ငါတို့အိမ်ကရှောင်းလေးကငါ့ကိုကစားစရာအယုတ်လိုမျိုးယူဆော့တတ်တယ်လေတခြားနိုင်ရီတွေကဝါတုံနေတဲ့ဝဲနိုင်ရီကြီးကိုအားကျတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်ခဲ့ကြပါတယ်နေကတော့တကယ်ကိုကောင်းလိုက်တာငါတို့ကတော့တွေ့ကြရနေရမှာပြစ်ချခံထားရတယ်လို့မျိုးတခါတလေမှလူတွေကတစ်ချက်လောက်လန်လန်ကြည့်ုံပဲလေတီကလင်းအမလေးစူညံလိုက်တာဘသူကများဒီလောက်တောင်စူညံတဲ့အတန်တွေကိုလုံနေတာလေနိုင်ရီတငယ်ချင်းလေးတွေဟာနားတွေကိုပိတ်လိုက်ကြပါတယ်တငယ်ချင်းတို့ရေငါကတတီးမိတဲ့နိုးစက်နိုင်ရီလို့ခေါ်ပါတယ်ငါကမနေ့တိုင်းအိပ်ပုတ်ကြည့်တဲ့မိကြောင်လေးနဲ့ဂွမ်စုကိုနိုးပေးတဲ့အလုပ်ကိုလုပ်တာလေတီကလင်းအာတတီးမြင်တဲ့နိုးစက်နိုင်ရီလေးကတကယ်ကိုကောင်းမွန်တဲ့အလုပ်ကိုလုပ်နေတာပဲနိုင်ရီတငယ်ချင်းတွေအားလုံးကချီးမွမ်းစကားကိုပြောပေးခဲ့ကြပါတယ်တကူအိုးအောင်ငယ်နိုင်ရီလေးကနနိုင်ရီထိုးသွားတာကိုအတိပေးရင်နိုင်ရီတငယ်ချင်းတွေစီကိုပြန်တန်းသွားခဲ့ပါတယ်အားလုံးပဲမနှက်ပြန်ဟာနိုင်ရီနိုင်ငံကနိုင်ရီဘီရင်ကြီးရဲ့မွေးနေ့ဖြစ်လို့ပွဲတော်ကြီးကျင်းပမှာဖြစ်ပါတယ်အားလုံးပဲ6နာရီအရောက်နန်းတော်ထဲကိုစုဝေးပေးကြပါအားလုံးကိုအတိပေးပြီးပြီလားမှန်လားပါဗျာအားလုံးပျော်ရွှင်ဝမ်းမြောက်စွာနဲ့အရှင်မင်းကြီးရဲ့မွေးနေ့ကိုဂုဏ်ပြုဆုတောင်းပေးဖို့အရောက်လာခဲ့ကြမယ်လို့ပြောပါတယ်နိုင်ရင်ဘီရင်ကြီးဟာအရန်ကိုပျော်ရွှင်ဝမ်းမြောက်သွားခဲ့ပြီးအုတ်အော်ငဲ့နိုင်ရီလေးလည်းပျော်ရွှင်လွန်းတာယာညစ်ညောင်းစွာတေးတချင်းတီးဆိုခဲ့ပါတယ်တငယ်ချင်းတို့ရေဒီနေ့ကနိုင်ရင်နိုင်ငံကနိုင်ရီဘီရင်ကြီးရဲ့မွေးနေ့တယ်လေငါတို့တွေသွားကြည့်ကြရအောင်တော့အုတ်တဲကရှစ်တငယ်ချင်းလေးတွေတရှုပြေးသွားကြတော့မြောက်ကလေးတွေလည်းပွဲတော်ကိုသွားကြည့်ဖို့အတွက်ခက်မြင့်တစ်ပင်ပေါ်ကိုတက်သွားခဲ့ကြပါတော့တယ်ချက်6နာရီထိုးခါနီးမို့နိုင်ရီတငယ်ချင်းတွေဟာနိုင်ရီဘရင်ကြီးရဲ့မွေးနေ့ကိုဂုဏ်ပြုဆုတောင်းပေးဖို့အတွက်စိတ်ရင်းစေတနာအပြည့်နဲ့ပြင်ဆင်ထားတဲ့လက်ဆောင်ပစ္စည်းတွေကိုကင်ဆောင်ပြီးနန်းတော်စီတုတ်ချေတင်လမ်းလျှောက်သွားခဲ့ကြပါတယ်ကြွားပါခမအဝေးကြီးကနေလာပေးကြလို့ပင်ပန်းသွားကြပါပြီတကားဆောက်နိုင်ရီကြီးတွေကနိုင်ရီတငယ်ချင်းအားလုံးကိုလိုက်လဲကြိုဆိုခဲ့ကြပါတယ်နိုင်ရီတငယ်ချင်းတွေအားလုံးနန်းတော်ထဲကိုဝင်သွားပြီးတဲ့နောက်မှာတော့ဒေါက်6နာရီထိုးသွားတာကိုအတိပေးတဲ့ခေါင်းလောင်းတန်ကြီး6ချက်မြည်လာခဲ့ပါတော့တယ်ချိန်ထားတဲ့အချိန်ကျော်သွားလို့တကားကြီးပိတ်သွားခဲ့ပါပြီရှင်မင်းကြီးတကားလေးတစ်ချက်လောက်ဖွင့်ပေးပါဦးဗျာကျွန်တော်တို့လည်းပွဲတော်ကိုတက်ရောက်ချင်လို့ပါနိုင်ရီပြက်ကြီးနဲ့ငပြင်းလိမ့်နိုင်ရီတို့ကနန်းတော်တကားကိုခောက်ရင်အတနာခံတောင်းပန်ခဲ့ကြပါတော့တယ်ငါကတော့မင်းတို့လိုမျိုးကိုလောက်ရမယ့်အလုပ်ကိုမလုပ်တဲ့ငပြင်းနိုင်ရီကောင်တွေကိုပွဲတော်ထဲပေးမဝင်နိုင်ဘူးဒါကြောင့်အခုချက်ချင်းလက်ပြန်ကြတော့နိုင်ရီဘရင်ကြီးဟာနိုင်ရီပြက်ကြီးနဲ့ငပြင်းလိမ့်နိုင်ရီတို့ကိုပြပြင်းထန်ထန်စူပူကျင်းမပစ်ခဲ့ပါတယ်ဒါပေမဲ့
ပွဲတော်ကိုအချိန်မီရောက်လာကြတဲ့နိုင်ရီတငယ်ချင်းတွေကတော့အရသာရှိတဲ့အစားအစာတွေကိုစားတောက်ရင်တာယာညစ်ညောင်းတဲ့တေးဂီတတန်စင်တွေကိုနားဆင်ရင်းနဲ့ပွဲတော်ကိုမြူးမြူးကြွကြွပါဝင်ဆင်နွှဲခဲ့ကြပါတယ်။အရှင်မင်းကြီးကဘယ်လိုမျိုးအချိန်တွေကိုတိတိကျကျတိုက်စီနေပါသလဲ။ညံကောင်းတဲ့ပါမောက္ခနိုင်ရီကြီးကနိုင်ရီဘရင်ကြီးကိုမေးမြန်းခဲ့ပါတယ်။ငါရဲ့အချိန်တွေတိကျနေရတာဟာဒီတင်းငယ်တဲ့အိတ်ဆောင်နိုင်ရီလေးကြောက်ပေါ့။နိုင်ရီဘရင်ကြီးဟာသူ့ရဲ့အိတ်ကက်ထဲကနေအိတ်ဆောင်နိုင်ရီလေးကိုဆွဲထုတ်ပြီးပြခဲ့ပါတယ်။ဟိုးဒီနိုင်ရီတက်တက်လေးကအရှင်မင်းကြီးရဲ့အချိန်တွေကိုတခြားဘယ်နိုင်ရီတွေထက်မဆိုပိုပြီးတိကျအောင်လုပ်ပေးနိုင်တဲ့နိုင်ရီပါလား။ဟုတ်တာပေါ့ငါဘရင်ဖြစ်လာရတာရုပ်ချောလို့စွမ်းဆောင်ရည်ကြီးမားလွန်းလို့လည်းမဟုတ်ဘူးကွ။နိုင်ရီတစ်လုံးရဲ့မူလတာဝန်ဖြစ်တဲ့အချိန်ကိုတိတိကျကျငါပြပေးနိုင်လို့ပဲ။နိုင်ရီတငယ်ချင်းတွေလည်းသူတို့ကိုယ်တိုင်အချိန်တိကျအောင်စူးစမ်းကြမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီးပွဲတော်ကိုမြူးမြူးကြွကြွပါဝင်ဆင်နွှဲခဲ့ကြပါတော့တယ်။ Look and think ဖန်တီးမှုလက်ရာပုံပြင်စာအုပ်များမှာလှပသောတရုပ်ဖော်ပုံများသည်အလှပခံစားမှုကိုမြင့်တင်ပေးပြီးတီထွင်ဖန်တီးနိုင်စွမ်းရှိကာရုပ်တိကျသောစာသားများကစိတ်ကူးစိတ်တန်းတောက်ပံကိုပါတက်ပေးသည်စာအုပ်လေးကတော့ဒီလောက်ပါပဲအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။